2025နိုဝင်ဘာလ28ရက်နေ့မှာနေမျိုးမြန်မာဆိုတဲ့အကောင့်တစ်ခုကတင်ခဲ့တဲ့အပြိုစင်ဈေးကွက်30နဲ့နောက်ဆက်တဲ့အန်တရဲဆိုတဲ့ post တစ်ခုဟာအချိန်ခဏလေးအတွင်းမှာပဲ reaction ထောင်ကျော် share ပေါင်းထောင်ကျော်နဲ့ Facebook algorithm ကတော့အကြက်တွေ့ခဲ့တဲ့ post တစ်ခုဖြစ်ခဲ့တာမို့လူတော်များများရဲ့ new feed မှာမြင်ခဲ့ကြရမယ်လို့ထင်ပါတယ်ဒီလိုကိစ္စမျိုးကိုမကြားခဲ့ဘူးတဲ့သူတွေအတွက်ကတော့မိမပြိုတယောက်ရဲ့ပထမအဆုံးအချိန်ပန်းဦးပန်ခွင့်သို့မဟုတ်ကိုလက်ညီနောခွင့်ကို30ပေးတယ်ဆိုတာအံ့ဩစရာတစ်ခုလို့ဖြစ်ခဲ့ပေမဲ့တကယ်တမ်းဒီဈေးကွက်ရှိနေခဲ့တာကဆယ်စုနှစ်တွေနဲ့ကိုချီနေခဲ့ပြီဖြစ်ပါတယ်တရင်တွေကိုလက်ပွက်ရောင်းတဲ့ခြားနဲ့ရောင်းသမားလေးတွေစီကနေဝယ်ဖက်ခဲ့ရစဉ်ကာလတွေဖြစ်တဲ့2002ခုနှစ်ဝန်းကျင်ကာလတွေတုန်းမှာတော့73နှစ်သမီးလေးရဲ့ပန်းဦးကိုအဖွားဖြစ်သူကကိုယ်တိုင်ရောင်းစားတဲ့အမှုအမေဖြစ်သူကသမီးဖြစ်သူရဲ့ပန်းဦးကိုရောင်းစားခဲ့တဲ့အမှုအစရှိသဖြင့်အမှုတွေကမှုခင်းချနယ်တွေထဲမှာပါခဲ့ပူပါတယ်ဒီအမှုတွေကတကူးတကရှောက်ပွေဖမ်းဆီးခဲ့ရတာမျိုးမဟုတ်ပဲပတ်ဆက်တွေအမြောက်များရလို့တုံဖြုံကြရကနေမနာလိုတဲ့ပတ်ဝန်းကျင်ကလူတွေအတိုးထောင်လို့အဖမ်းခံလိုက်ကြရတာမျိုးပါပေါ်သွားတဲ့အမှုနှမိုးဆိုရင်လူမသိသူမသိလက်သိထိုးလုံးနေကြတဲ့အမှုတွေက200မကရှိနေနိုင်တာကြောင့်သိထားရမှာက2000ခုနှစ်အစောပိုင်းကာလတွေကပန်းဦးဈေးကွက်ဟာမြန်မာပြည်မှာရှိနေခဲ့ပြီဆိုတာပါပဲပန်းဦးပန်မှုအတွက်30နဲ့ချီတချို့ဆိုရာနဲ့ချီပြီးပေးနေကြတာကအပေါ်ရကြည့်လိုက်မယ်ဆိုရင်နှောက်ဘူးထခြင်းလို့ပတ်ဆက်ပေါ်နေလို့မင်းကလေးတယောက်ရဲ့ပထမအဦးဆုံးပန်းဦးပန်ရတာအရသာထူးလွန်းလို့မဆုံးနိုင်တဲ့အတ္တလောဘကိုအစာကျွေးဖို့အဆရှိသဖြင့်တွေးမြင်ကြပါမယ်တကယ်တမ်းမှာတော့ဒီကိစ္စတွေအပြင်အရှိတောင်အာရှနိုင်ငံတွေရဲ့လက်ရှင်ကံကောင်းချက်မှာဆိုတဲ့လောကီပညာယုံကြည်ပိုင်းဆိုင်ရာတွေနဲ့လည်းဆက်နွယ်လို့နေတာပါသတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်တရုတ်လိုရအယူအဆမှာဆိုရင်အပြိုစည်းရဲ့ပန်းဦးကိုပန်ရသူဟာဝိညာဉ်ပိုင်းဆိုင်ရာကံကောင်းခြင်းကောင်းချီးတွေရနိုင်ပြီးစိတ်ပြိုကိုနှူးစေနိုင်တယ်လို့ဆိုပါတယ်ပြီးတော့ပန်းဦးချွေခံရသူအမျိုးသမီးမှရှိတဲ့ကံကောင်းခြင်းတွေကိုလည်းစုံယူနိုင်တယ်လို့အယူရှိကြတယ်ထေရဝါဒဗုဒ္ဓဘာသာအယူအရဆိုရင်တော့ကံကောင်းခြင်းကံဆိုးခြင်းတွေဆိုတာပစ္စည်းတစ်ခုလို့တယောက်ကနေတယောက်လက်ပြောင်းလက်လွှဲတာမျိုးမလုပ်နိုင်ကြပေမဲ့မဟာယာနအယူမှာတော့ကံကောင်းခြင်းကံဆိုးခြင်းတွေကိုလက်ပြောင်းလက်လွှဲလုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်ဒီလိုယုံကြည်ကြတာကြောင့်လဲတရုတ်လောကီအစီအရင်တွေဖြစ်တဲ့ကောင်းကင်ကိုဝါမျိုးချင်းဖီချူးအစီအရင်ကံကောင်းခြင်းတွေစုံယူနိုင်တဲ့လက်ရွှေဖီချူးစတာတွေရှိနေကြတာဖြစ်ပါတယ်ဒီလိုယုံကြည်မှုတွေကြောင့်ပဲတန်တရားပေါ်မှာအများကြီးမိခိုတဲ့လုပ်ငန်းလုပ်ကြသူကြောက်လုပ်ငန်းတထေးတွေလောင်းကစားလောကသားတွေစတော့ရှယ်ယာတထေးတွေစားတဲ့သူတွေဟာလက်ရွှေကံကောင်းကျန်းမာစေနိုင်တဲ့ပန်းဦးပန်ခွင့်ရဖို့အတွက်ကိုဈေးကောင်းပေးကြတာကြောင့်ပန်းဦးဈေးကွက်တနည်းအားဖြင့်အပြိုစင်ဈေးကွက်ဖြစ်ပေါ်လာတာပါတာမန်တထေးတယောက်အနေနဲ့ပန်းဦးပန်ခွင့်ဝယ်တယ်ဆိုတာကအလားအပခန်းစားခြင်းယုံကိုလက်နီတော့အကျော်လျှော့ခြင်းယုံတတ်နဲ့ငွေအမြောက်အများပေးဖို့ဆိုတာနှမျောစရာပစက်ပို့သုံးတဲ့ကိစ္စတစ်ခုဖြစ်နေပေမဲ့ကံတရားပေါ်မှာအများကြီးမိခိုနေတဲ့လုပ်ငန်းလုပ်သူတွေအတွက်ကတော့သူတို့လုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုပဲသဘောထားကြပါတယ်ဒီယူဆနဲ့ပတ်သက်ပြီး